တို့ချစ်တို့ရေမင်္ဂလာပါနော်ကိုကိုကချင်ရွာပိုးတဲ့ကြည်တဲ့ဆိုင်လေးကြိုဆိုပါရရှင်မမင်းပြောချင်တာလေးရှိလို့ပါအခုရက်ပိုင်းတွင်လေမမင်းဆိုင်မှာအထည်လာဝယ်တဲ့လူတွေရော online ကနေတဆင့်လေးမှားတဲ့လူတွေရောပြောတယ်ကချင်တဲ့ဘယ်လိုလျှော်ရမလဲပြီးရင်စက်နဲ့လျှော်လို့ရလားအဲ့ဒီအကြောင်းလေးကိုမမင်းတိတဲ့လောက်လေးပေါ့နော်ဆရာလောက်တာတော့မဟုတ်ပါဘူးသူပြောတာပါမမင်းတိတဲ့လောက်လေးမမင်းပြန်ပြီးမျှဝေချင်တာပေါ့နော်အဲ့တော့မမင်းကဘယ်လိုလုပ်လဲဆိုရင်မမင်းအထည်တွေဆိုရင်ဒါအခုဝတ်ထားဆို premium နေပါနော် premium ပဲဖြစ်ဖြစ်ချီပဲဖြစ်ဖြစ်မမင်းကဘယ်တော့မှစက်နဲ့မလျှော်ပါဘူးเนาะမမင်းကမလျှော်ခင်မှာဘယ်လိုလေးလုပ်လဲဆိုတာကိုမမင်းလက်တွေ့ပြပါမယ်ရှင်ကဲအခုကရေချိုးကနေရောက်သွားပြီဒါလေးကမမင်းအခုချိုးဝင်မဲ့အထည်လေးပါဘူးเนาะ premium ပိုးလေးတွေပါရှင်အဲ့ဒါဆိုရင်မမင်းဘယ်လိုလုပ်မလဲဆိုတာကိုလာကြည့်ပါဦးကဲမမင်းယူလိုက်ပြီเนาะဒီအခေါက်လေးတိုင်းပဲခောက်ထားတဲ့ခါလေးတိုင်းပဲဒီလိုလေးရေထဲကိုနှိပ်လိုက်ပါမယ်ရှင်ဒီဟာလေးကိုအောက်မှာတွေ့လားအလိုလေးနှိပ်လို့ရတဲ့အထိကိုနှိပ်ပါမယ်ရှင်နှိပ်ပါမယ်ရေဒီစိတ်ဝင်သွားအောင်ဒီလိုလေးဖြည်းဖြည်းနှိပ်ပါမယ်ရှင်နှိပ်ပါမယ်ရှင်ကဲအဲ့လိုလေးနှိပ်ပြီးတော့တဲ့အခါကျရင်မမင်ကတော့နေခင်းတနေခင်းလုံးထားတယ်ညကြမှာမမင်ကလှမ်းတယ်လှမ်းတဲ့အခါမှာလည်းအထည်ရုပ်လုံးဝဖြည့်ညစ်ပြီးအဲ့လိုလိမ်ပြီးမမင်ကမလှမ်းဘူးလှမ်းတာနမူနာလုပ်ပြတာနော်လှမ်းတဲ့အခါကျရင်ဒီလိုလေးတွေလေးဆက်လိုက်တယ်ဒီလိုလေးနဲ့ရေလေးကြားတဲ့လောက်လေးကအဲ့လိုလုပ်ပြီးဒါကိုပြန်ဖြန့်လိုက်တယ်ဖြန့်ပြီးတော့မှမမင်ကလှမ်းထားတာပါနော်အဲ့လိုလေးလောက်ရပါတယ်ရှင်ပြီးရင်ဝတ်ပြီးသွားတဲ့အခါအခုမမင်ဝတ်ထားတဲ့ဟာဆို premium ဘိုးဆိုလို့ရှိရင်ဒါမမင်ဝတ်ပြီးသွားရင်စက်နဲ့လည်းမလျှော်ဘူးမမင်လက်နဲ့လျှော်တာတော့မှစက်ပြအပျော်ဆုံးဟာလေးတွေကိုမမင်သုံးပြီးလျှော်တာပါဒါလေးတွေကကိုတကယ်တန်မိုးထားတဲ့ကချင်ဘက်ကိုတကယ်တန်မိုးထားပြီးဝတ်တဲ့အတွက်ကိုကိုတိုင်းနဲ့တန်မိုးထားတဲ့ကချင်ဘက်လေးတွေကိုဘယ်လိုမျိုးထိမ့်သိမ်းရမလဲဆိုတာကိုမမင်လေ့လာပြီးတဲ့အခါကျမမင်ကတဆင့်ပြန်လည်ညှောက်ဝေပါမယ်ရှင်မမင်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်